ဒီနွားလေးကတော့သိန်း40နဲ့ဝဲထားတယ်ဆိုတော့နွားလေးပဲဖြစ်ပါတယ်ခင်ဗျာဝဲထားကစားအချိန်ကတော့နွားရဲ့အနေထားဝဲထားတဲ့ဈေးနဲ့တန်ပတန်ဆိုတာသာကြည့်ရှုခဲ့ပြီးနွားကိုတော့မောင်းမကြည့်ခဲ့ပါဘူးခင်ဗျာဒီနေ့မှနွားရှင်အိမ်ကိုအလဲထက်မှန်ရောက်လို့မောင်းကြည့်ခဲ့တဲ့အနေထားလေးပဲဖြစ်ပါတယ်ခင်ဗျာမောင်းကြည့်လိုက်တဲ့အနေထားမှာတော့နွားလေးရဲ့အနေထားကတော့နှာတွေလည်းရွာပါတယ်ခင်ဗျာအလိုက်ပညာလေးတွေလည်းမစိုးပါဘူးခင်ဗျလှဲထဲမှာမောင်းလိုက်ရမယ်ဆိုရင်တော့ပိုးပြီးတော့ကောင်းလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာနွားလေးကတော့နှစ်ချောင်းစိုက်ရွယ်တာရှိသေးပြီးအလိုက်ပညာလေးတွေလည်းမစိုးပါဘူးခင်ဗျလှဲတွေလည်းမှာမောင်းကြည့်ရမယ်ဆိုပြီးတော့ပိုးပြီးတော့ပြည့်စုံလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာသိန်း40နဲ့ဝယ်ထားတာတန်မတန်ကြည့်ရှုဆုံးဖြတ်ပေးကြပါဦးဗျ